16ပဲအတုံးဖြတ်စလေးတွေမှာကဟေပါတက်လာဆိုတဲ့မျိုးခွန်းမျိုးဖြစ်ပြီးတော့မှဖြစ်ပါတယ်ဒီလို16ပဲအတုံးဖြတ်စလေးတွေမှာဆိုလို့ချင်းကဟေလုံးဝပါဝင်မရှိပါဘူးဒီလို16ပဲအတုံးလေးမှာဆိုလို့ရှိရင်ရွှေပေါင်မှုနှုန်းက 99.99% ပါဝင်မှုနှုန်းရှိတဲ့အတွက်သူ့ကိုအခောက်ရွှေမီလင်းရွှေ24K ရွှေလို့သူခေါ်တယ်အခြားတခုရောတော့ထားခြင်းမရှိဘဲနဲ့လုံးဝဖြူဝါကိုဖြစ်တဲ့အတွက်သူ့ကိုအခောက်ရွှေလို့ခေါ်ပါတယ်ကဟေကဘလိုမျိုးလေးမှာပါလက်လဲဆိုလို့ချင်းကဟေကအထည်ပုံစံပြုလုပ်တဲ့အခါမှာဆွဲကြိုးတို့လက်စွပ်တို့လက်ကောက်တို့ဒီနဲ့ဆွဲလေးတွေပြုလုပ်တဲ့အခါမှာကဟေအနေများပါလက်တာလေးရှိပါတယ်ဥပမာမြင်သာအောင်ပြမယ်ဆိုလို့ချင်းဒီဆွဲကြိုးလေးမှာဆိုလို့ရှိရင်ကွင်းလေးတွေတစ်ခုနဲ့တစ်ခုချိတ်ဆက်ထားတဲ့နေရာလေးတွေမှာဒါကဟေသုံးထားရတာဖြစ်ပါတယ်ကဟေဆိုတာကြတော့ရွှေပါပဲပေါ့နော်ဥပမာ15ပဲရွှေဆိုလို့ချင်း15ပဲထက်နည်းနည်းမာတယ်ဒီ14ပဲတော့14ပဲနှစ်ပြားရေရွှေလေးကိုသုံးပြီးတော့ဒီဆက်ရတာဖြစ်ပါတယ်ရှင်ဒါကဟေပါတယ်မပါတဲ့ကြောင်းလေးကိုရှင်းပြထားပါဒီလက်စွပ်လေးမှာဆိုလို့ရှိရင်လည်းဒီလိုမျိုးကွင်းတစ်ခုပြုတ်လို့ပြီးဟိုဘက်ထိပ်နဲ့ဒီဘက်ထိပ်ဆက်တဲ့နေရာလေးတွေမှာကဟေကိုသုံးရပါတယ်ပြီးတော့နောက်တစ်ခုမေးထားတာလေးပေါ့နော်15ပဲရေနဲ့16ပဲအရောင်ကကွာလားဆိုတော့အရန်မကွာပါဘူးသူကတစ်ကြက်သားမှာရွှေပေါင်မှုနှုန်းတပဲပဲရှိတဲ့အတွက်အရောင်အားဖြင့်အရန်မကွာပါဘူးရှင်ဥပမာ16ပဲနဲ့73ပဲဆိုလို့ရှိရင်တော့အရန်တော်တော်ကိုအရောင်ကွာပါတယ်15ပဲနဲ့16ပဲမှာတိတ်ပြီးမကွာပါဘူးကောင်းစုခြေဆိုင်အပါရှင်သိချင်လာလေးရှိလို့ရှင်လည်းထပ်ပြီးတော့ comment လေးမှာမေးခဲ့ပြီးလို့ရပါတယ်ရွှေပညာဘုဟုတတွေကိုနေ့စဉ်အခါမမျှဝေပညာဖြစ်တဲ့အတွက်သိချင်တာလေးတွေစုံစမ်းရလေးရှိလို့ရှင်မေးလို့ရပါတယ် online class ရွှေတင်နန်းလေးတွေနဲ့ပြင်ပတင်နန်းလေးတွေကိုလည်းဖွင့်နေရှိပါတယ်တင်နန်းဆောင်စံလိုမှာလည်းဆက်သွယ်လို့ရပါတယ်ရှင်ကျေးဇူးတင်ပါတယ်